ရေမွေး review တွေကြည့်တဲ့အခါအမြဲတမ်းကြားနေရတဲ့ projection long lasting နဲ့ CH ဆိုတဲ့စကားလုံးကဘာတွေလဲဘာလို့ဆိုလိုတာလဲဒီနေ့ရှင်းပြမယ်မင်္ဂလာပါ wire frequency ကနေကြိုဆိုပါတယ်ဒီတစ်ခေါက်ကရေမွေး tense တွေဖြစ်တဲ့ projection long lasting နဲ့ CH ကဘာတွေကွာလဲဘယ်လိုမျိုးတိုင်းတာလို့ရလဲကိုယ့်အတွက်ကဘယ်ဟာအရေးကြီးမလဲဆိုတာကိုနားလည်အောင်တေချာလေးရှင်းပြပေးမယ်ပထမဆုံးတစ်ခုကတော့ longevity သို့မဟုတ် long lasting ဆိုတာကရေမွေးစွတ်ပြီးတဲ့နောက်မှာကိုယ့်ရဲ့အသားရည်ပေါ်မှာရေမွေးအနံ့ကဘယ်နှနာရီကြာအနက်ကြံနေသေးလဲကိုဆိုလိုတာပါဥပမာမိတ်ဆွေကမနက်၈နာရီအလုပ်သွားကန်ဒီမှာရေမွေးကိုကိုယ့်အသားပေါ်မှာဆွတ်လိုက်တယ်ဆိုပါစို့ကိုအလုပ်ပြန်ရောက်တဲ့ညနေ9နာရီလောက်ထိကိုယ့်အသားရည်ပေါ်မှာရေမွေးအနံ့ဆွဲနေပြီးကြံနေသေးတယ်ဆိုရင်အကြံပြင်းအပြင်9နာရီ longevity ရှိတဲ့ရေမွေးလို့သတ်မှတ်လို့ရတယ်ဒါပေမဲ့သတိထားရမယ့်အချက်က long lasting ကောင်းတာနဲ့ projection မှာကောင်းမယ်လို့မဆိုလို့ဥပမာရေမွေးတစ်ခုဟာ10နာရီကြာအနက်ဆွဲနေရဆိုပါစို့ဒါပေမဲ့ပထမ1နာရီ2နာရီပဲကိုယ့်ရဲ့ဘေးပပက်လေကိုအနံ့ပြန့်သွားပြီးတခြားသောအချိန်တွေမှာဆိုရင်တော့ကိုယ့်အနားကိုရောက်လာမှသာရေမွေးအနံ့လေးကတင်းတင်းလေးနဲ့အနံ့ရတတ်တယ်အဲ့ဒါကြောင့်မလို့ long lasting ကိုကြာအနံ့ခံတဲ့ဟာလို့သတ်မှတ်ထားရပြီနောက်တစ်ခုက projection မှာ projection ဆိုတာကိုရေမွေးစွတ်ပြီးလိုက်တဲ့အချိန်မှာကိုစွတ်ထားတဲ့ကိုယ့်ရဲ့ရေမွေးအနံ့ဟာအကွာဝေးတစ်ခုလောက်ထိကိုအနံ့ပြန့်သွားတယ်ဆိုတာမျိုးကို projection လို့ခေါ်တာဥပမာကိုဘေးက1မီတာအကွာလောက်ကလူကရေမွေးအနံ့လေးကမှုေးလိုက်တာဘယ်ဟာလဲမသိဘူးဆိုပြီးတော့ဖြစ်နေတယ်ဆိုရင်ဒါကိုစွတ်ထားတဲ့ရေမွေးရဲ့ projection ကကောင်းတယ်လို့သတ်မှတ်လို့ရတယ်တချို့ရေမွေးတွေကပထမ1နာရီ2နာရီလောက်မှာရေမွေးရဲ့အနံ့ပြန့်အားအရန်အားကောင်းပြီး3-4နာရီလောက်ကြာသွားရင်တော့ကို့အနားကိုရောက်လာတော့မှဒါအနံ့တင်းတင်းလေးနဲ့မှုေးတာမျိုးကြံခဲ့တယ်ဒါဆိုရင် longevity အားကောင်းပေမဲ့ projection အားနည်းတဲ့ရေမွေးဖြစ်နိုင်တယ်ဆိုတော့အတူချုံမှတ်ရရင် projection ဆိုတာအနက်ဘလောက်ဝေးထိပြန့်လဲဆိုတာကိုဆိုလိုတာဒါဆို CS ဆိုတာဘာလဲ CS ဆိုတာကိုရေမွေးစွတ်ပြီးလို့လမ်းလျှောက်သွားတဲ့အချိန်ကိုစွတ်ထားတဲ့အနက်ဟာအနောက်မှာကြံနေခဲ့တာမျိုးကို CS လို့ဆိုလိုတာဥပမာမိတ်ဆွေကအခန်းတစ်ခန်းထဲမှာထိုင်နေပြီးတော့တအောက်အကြာထထွက်သွားတယ်ဆိုပါစို့ကိုထိုင်နေခဲ့တဲ့နေရာကို10စက္ကန့်20နေလို့တခြားတစ်ယောက်ကဝင်လာပြီးတော့ထိုင်တဲ့အချိန်ကိုစွတ်ခဲ့တဲ့ရေမွေးအနက်ကိုရနေသေးတယ်ဆိုရင်ဒါ CH ကောင်းတယ်လို့သတ်မှတ်လို့ရတယ်အတူချုပ်မှတ်ရမယ်ဆိုရင် CH ဆိုတာကိုရွေ့လျားသွားလာတဲ့အခါကိုယ့်ရဲ့အနောက်မှာကျန်နေခဲ့တဲ့ကိုယ့်ရဲ့အနံ့ကိုဆိုလိုတာပါဒါကြောင့်ဒီ၃ခုကမတူညီတဲ့တီးခြား performance characteristic တွေဖြစ်တယ်နောက်ဆုံးအနေနဲ့ပြောရရင် office တွေ meeting တွေအတွက်ဆိုရင် projection အရန်ပြင်းတာမျိုးထက်ပုံမှန်လေးကိုစွတ်တာပိုပြီးတင်တော်တယ် party တွေ night out တွေအတွက်ဆိုရင်တော့ projection အားကောင်း CH ကောင်းမျိုးကိုစွတ်တာကိုယ့်အတွက်ပိုပြီးအကျိုးရှိတယ်daily wear အနေနဲ့သုံးမယ်ဆိုရင်တော့ longevity အားကောင်းပြီးတော့ projection မလွန်ကဲတာမျိုးရွေးချယ်တာအကောင်းဆုံးဖြစ်လိမ့်မယ်နောက်တစ်ခေါက်ရေမွေးဝယ်တဲ့အခါ long lasting တစ်ခုတည်းကိုပဲမစင်စားဘဲနဲ့ projection နဲ့ CH တွေ